Hello everyone ကလေး Food Directory page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မင်းကကလေး Food Directory ပိတ်သက်ကြီးကိုစိုင်းအလန်းစားအမိုက်စားတီးဆိုင်အသက်စစ်ကြီးစီကိုခေါ်ဆောင်သွားကြပါတယ်ဒါကတော့အလုံးတီးတဲ့အတိုင်းကလေးမျိုးဟောင်ကောင်3လက်ဖေးဆိုင်ရဲ့၄ဆိုင်မြောက်ဆိုင်ခွဲတက်ကြီးဖြစ်တဲ့အမရာဟောင်ကောင်3လက်ဖေးဆိုင်တက်ကြီးပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီလက်ဖေးဆိုင်ရဲ့အခင်းချင်းအပြင်စင်ပါညာအနေထားကိုမင်းနဲ့အတူလိုက်ကြည့်လိုက်အောင်ခင်ဗျာအခုဒီအမရာဟောင်ကောင်3လက်ဖေးဆိုင်ကြီးမှာဆိုရင်hall area နှစ်ခုနဲ့ဖွဲ့စည်းထားတာတွေ့ရပြီးတော့ aircon ပါတဲ့ hall ခန်းမနဲ့ aircon မပါတဲ့ရိုးရိုး hall ခန်းမဆိုပြီးတော့တစ်မျိုးရှိနေတာတွေ့ရပါတယ်aircon လေးနဲ့စိန်ပြင်းပြင်းစားတုံးခြင်းနဲ့တူများအတွက်aircon ခမ်းမကြီးကိုစလိုက်မီးများမြမရင်ကျင်းမှုလက်ရပကြီးကားများနဲ့ပကံဗိုက်ရရှိစေမဲ့နိုင်ငံတွေနဲ့အလှဆင်ထားတာကိုမင်းတွေ့ခဲ့ရပါတယ်ခုဒီ aircon ပါတဲ့ခမ်းမကြီးမှာ aircon 6လုံးကြီးများတောင်ထည့်သွင်းပေးထားတာတွေ့ရပါတယ်လာမယ့်နွေရာသီမှာအေးဆေးဆေးအနားယူအပန်းဖြေခြင်းတဲ့ဘော်ဒါတွေအတွက်ဒီနေရာလေးကတော့လုံးဝကွတ်တီးပါပဲဗျာကလေးမျိုးအနေထားနဲ့ဆိုရင်တကယ်ကိုမိုက်တဲ့ luxury vibe ပေးနိုင်တယ်လို့မင်းကတော့ရဲရဲကြီးအာမခံပါတယ်ခင်ဗျာအစားတောက်ပိုင်းမှာဆိုရင်လည်းရကင်ဟောင်ကောင်3လက်ဖေးဆိုင်တွေလိုပဲမီနူးပိုင်းလက်ရပိုင်းအကုန်အတူတူပါပဲဖြစ်ပါတယ်ထူးခြားတာကတော့ဆိုင်အသစ်ကြီးဖြစ်လို့ပကံခွဲရောက်ဆွင်းခရင်တွေပို့ပြီးတော့ luxury ကျလာတာမြင်တွေ့ခဲ့ရပါတယ် aircon ခမ်းမဆိုပေမဲ့အပိုထပ်ဆောင်ပေးစရာမလိုပါဘူးတဲ့စိတ်ကြိုက်ထိုင်လို့ရပါတယ် aircon မကြိုက်တဲ့မိတ်ဆွေတွေအတွက်လည်းရိုးရိုးဟောခမ်းမမှာ AC စွာတီးတောက်ရင်ဘော်ရာတွေနဲ့လီပေါ်လို့တကယ်ကောင်းနေဗျာဒီဆိုင်ကြီးရဲ့ကိုစားမင်းမြတ်တာရက်ခံချင်တာလေးတစ်ခုကတော့ aircon ခန်းထဲမှာ Select Secret တောက်လို့မရပါဘူးเนาะSelect Secret တောက်ချင်တဲ့ဘော်ဒါတွေအတွက်အပြင်ဘက်မှာရိုးရိုးဟောခမ်းမထဲမှာတဝကြီးတောက်တုံးနိုင်ဖို့စီစဉ်ပေးထားတာတွေ့ရပါတယ်ဒီနေ့မင်းကတော့ဘော်ဒါတွေနဲ့ခဏထိုင်ရင်ထမင်းဖြူကြက်ကုန်းမောင်တပွဲစတော်ဘယ်ရီတစ်ခွက်တောက်ခဲ့ပါတယ်ထမင်းစားရင်စကားလေးတွေဖောင်ဖွဲပြောကြရင်တကယ်ကို luxury ဆန်တဲ့ vibe လေးတွေရခဲ့ပါတယ်ခင်ဗျာကဲဆိုတော့ကလေးမျိုးရောက်ရင်ပထမဦးဆုံးထိုင်ပြတဲ့တီးဆိုင်တွေထဲမှာယခုဒီအမရာဟောင်ကောင်3လက်ဖေးဆိုင်ကြီးကိုမဖြစ်မနေထိုင်ကြည့်ဖို့မင်းကတော့ဒီ vlog လေးနဲ့အတူတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ